မင်္ဂလာပါစတက်လာဦးပါရှင်ဒီနေ့မှာကတော့စတက်လာအသားလုံးလေးတွေကိုလေမော်တီဆော့နဲ့ကြော်ပြပေးမှာဖြစ်ပါတယ်အသားလုံးကိုတော့စတက်လာမက်ခရိုကနေဝယ်ထားတာဖြစ်ပါတယ်ဆော့လုပ်တဲ့အခါမှာအနံ့လေးတွေပိုမွှေးရအောင်လို့လေမော်တီအခွန်လေးတွေကိုဒီလိုမျိုးနည်းနည်းလေးချစ်ပြီးယူလိုက်ပါမယ်ပြီးရင်လေမော်တီလေးတွေကိုအရင်ညှစ်ပါမယ်စတက်လာမှာညှစ်တဲ့ပုံစံခွက်လေးမရှိလို့ဒီတိုင်းပဲလက်ကလေးနဲ့ညှစ်ပြီးတော့စကားနဲ့အဆစ်တွေမပါအောင်စစ်ထုတ်လိုက်တယ်ပေါ့နော်ပြီးရင်တော့လေမော်တီဆော့ဖြော်ဖို့အတွက်ပေါ့နော်ဒါ QC Stella တစွန်းတော့မထည့်ဘူးနည်းနည်းပဲထည့်လိုက်ပါတယ်ပြီးရင်ပဲငန့်ပြာရည်ကိုလည်းနည်းနည်းလေးထည့်လိုက်ပါတယ်အသားလုံးမှာကအရသာပါပြီးသားမလို့ပေါ့နော် Stella ဆော့ကိုကြတော့ချင်းနဲ့သူ့အရသာတိုင်းလေးပဲလိုချင်လို့အရသာနည်းနည်းပဲထည့်ပါတယ်ဒါကတော့ကော်မုတ်ပေါ့နော်ကော်မုတ်ကိုက Stella တစွန်းခွဲလောက်ထည့်ပြီးတော့ရေတန့်အနည်းငယ်ထည့်ပြီးတော့ဖြော်လိုက်ပါမယ်သူ့ရဲ့ပုံမှန်ဆိုလို့ရှိရင်တော့ငရုတ်တီထောက်လေးတွေနဲ့ဒီချက်သွန်ပြူလေးတွေအဲ့လိုမျိုးကြော်ရမှာပေါ့နော်စတယ်လာကဒီတစ်ခါအဆက်မစားချင်လို့ချက်သွန်ပြူလေးတွေကိုပဲကြော်ပြီးတော့ထည့်ပါမယ်ဒီငရုတ်တီထောက်ကိုတော့စတယ်လာမထည့်တော့ဘူးပေါ့နော်အဆက်စားချင်လို့ရှိရင်ငရုတ်6တောက်လေးတွေကိုထည့်ပြီးတော့ကြော်လို့လည်းရပါတယ်မွှေးလေးပိုဖြစ်မှာပေါ့နော်တယ်လာကတော့အသားလုံးကိုစားသလောက်ယူပြီးတော့ရေခဲတာလေးထဲမှာပြန်တင်လိုက်ပါမယ်ပြီးလို့ရှိရင်တော့ဒဲအိုးကိုပို့ပေးပြီးတော့စီလေးနဲ့ငယ်ထည့်ပြီးတော့ခုနကအသားလုံးလေးတွေကိုစပြီးတော့ကြော်ပါမယ်မီအေးလေးနဲ့ပဲကြော်ရမယ်ပေါ့နော်သူအသားလုံးကကြက်ပြီးသားနောက်ထပ်သူကဒီအထုပ်မှာရေးထားတာက10မိနစ်လောက်ပဲထပ်ပြီးတော့ပို့ပေးဖို့လိုတယ်ဆိုတော့စတယ်လာခဏလေးပဲကြော်ပြီးတော့မှဆောင်းနဲ့တစ်ခါပြန်ချက်ပါမယ်ခုနကစတယ်လာလီထားတဲ့ချက်သွန်ဖြူလေးတွေကိုထည့်ပါမယ်ချက်သွန်ဖြူလေးရပြီဆိုလို့ရှိရင်တော့ဆော့ဖြော်ထားတာလေးကိုထည့်ပါမယ်ဒီဆော့ချက်တဲ့အခါမှာတော့ကော်မုတ်တွေပါတဲ့အတွက်ကြောင့်မလို့ပေါ့နော်မီးကိုနည်းနည်းလေးနဲ့ပဲစပြီးတော့ကြော်ပေးရပါမယ်မီးအများကြီးနဲ့ဆိုအရင်ပြစ်ခက်ခဲကြီးတခါတည်းဖြစ်သွားမယ်ပေါ့နော်စတယ်လာတို့ထည့်ထားတဲ့ရေလေးလည်းနည်းနည်းခမ်းရအောင်လို့မီးကိုနည်းနည်းလေးနဲ့စပြီးတော့အရင်ကြော်ပါမယ်ကိုလိုချင်တဲ့အနေထားရောက်ပြီဆိုလို့ရှိရင်တော့စတယ်လာခုနကကြော်ထားတဲ့အသားလုံးလေးတွေကိုပါထည့်ပြီးတော့လိုက်ပါမယ်သူရဲ့ original မှာဆိုလို့ရှိရင်တော့အသီးရွက်မပါဘူးပေါ့နော်ဒါပေမဲ့ Stella က broccoli ဖြုတ်ထားတာလေးရှိလို့ပေါ့နော်အဲ့လို broccoli လေးပါထည့်ပြီးတော့တခါတည်းရောကြော်လိုက်ပါမယ်အရသာကလေသူကလေမော်ဒီနဲ့မွှေးလေးနဲ့ပေါ့နော်သူဒီလိုမျိုးဆော့ချက်လိုက်တဲ့ခါမှာလည်းအဲ့လိုဖြစ်နေထားလေးနဲ့အရန်ကောင်းတယ်ဒီဟာကိုလေးစတလာရမ်းကြိုက်တယ်စတလာအမဲသားနဲ့လည်းကြော်ဘူးတယ်စက်သားနဲ့လည်းကြော်ဘူးတယ်ပေါ့နော်ဒါကတော့ဒီတစ်ခေါက်ကကြတော့ဒီအသားလုံးနဲ့ကြော်တာအသားလုံးနဲ့ကြော်လည်းအရန်ကောင်းထမင်းပူပူလေးနဲ့ဒါလေးအပေါ်ကနေစမ်းပြီးစားလိုက်မယ်ဆိုလို့ရှင်တော့တကယ်အရန်ကောင်းပါတယ်လိုက်ကြော်စားကြည့်ပါဘယ်အသားလုံးဆိုလုပ်လို့ရပါတယ်ကြိုက်တဲ့အသားရည်နဲ့လည်းကြော်လို့ရပါတယ်စတယ်လာကတော့ဒီတစ်ခေါက်ဒီအသားလုံးလေးနဲ့ကြော်လိုက်တာပါအနက်ရတာတော့အရန်ကောင်းလို့ပေါ့နော်တစ်ခေါက်လောက်ချက်စားကြည့်ပါစတယ်လာကတော့ထမင်းပူပူလေးနဲ့စားလိုက်ပါအောင်မယ်စုံထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်တတား